အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ WhatsApp ရှိကို application နဲ့ဘယ်လိုချိတ်ဆက်ရမလဲဆိုတာကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ပထမဦးဆုံးဘေးဘက်ပေါ်က power cloud လေးကို3စက္ကန့်လောက်ဖိထားပြီးတော့ power အရင်ဖွင့်ပေးပါကိုကြိုက်တဲ့ language ကိုရွေးပြီးတော့9နဲ့ချိတ်ဆက်ဖို့အတွက် Glory Fit Pro application ကို download ရင်လုပ်ပေးပါပြီးရင် open ကိုနှိပ်ပါပေါ်လာတဲ့ agree ကိုထပ်နှိပ်ပေးပါနောက်ပြီးရင်အကောက်ကိုအရင်ဆုံး register လုပ်ပေးပါအောက်ဆုံးအမှန်ကြီးလေးကိုနှိပ်ပြီးတာနဲ့သူပြထားတဲ့အချက်လက်တွေကိုဖြည့်ပေးပါပြီးရင် gap code ကိုနှိပ်ပါကောက်ထည့်ပြီးတာနဲ့ register ကိုထပ်နှိပ်ပါlogin နေရာကိုရောက်ရင်အောက်ဆုံးအမှန်ကြီးလေးကိုနှိပ်ပြီးတာနဲ့ login ကိုပြန်နှိပ်ပေးပါဒီနေရာကိုရောက်ရင် skip ကိုနှိပ်ပါသူပြထားတာတွေကိုတစ်ဆင့်ချင်းနှိပ်ပြီးတာနဲ့ next တွေကိုပဲနှိပ်ပေးပါနောက်ဆုံး finish ကိုနှိပ်လိုက်တာနဲ့ဒီနေရာကိုရောက်ရင် device ကိုနှိပ်ပါပြီးရင် add device ကိုထပ်နှိပ်ပေးပါ okay ပေါ်လာရင် okay ကိုနှိပ်ပေးပါပြီးရင် location ကို allow လုပ်ပေးပါအခုလိုပေါ်လာရင် WhatsApp ရှိကိုရွေးပေးပါနိုင်မှာပဲလို့ပေါ်လာရင်အမှန်ကြီးကိုနှိပ်ပေးပါ Bluetooth pair request လို့ပေါ်လာရင်ပဲကိုနှိပ်ပေးပါဒီလိုနေအောင်စာလေးပေါ်နေအဲ့ဒါကိုနှိပ်လိုက်ပါပြီးရင် application ကို notice accept လုပ်ပေးပါဒီလိုပုံစံမျိုးလေးပေါ်လာရင်နိုင်တဲ့ application နဲ့ချိတ်ဆက်သွားပြီပဲဖြစ်ပါတယ်ကဲဒါဆိုရင်တော့နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ် channel လေးကိုလည်း subscribe လုပ်ခဲ့ပေးအောင်နော်